အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မပြပြတော့မယ်အကြောင်းအရာလေးကတော့အရင်ကြောက်စရာကောင်းတဲ့အိမ်ကြောင့်ပဲဖြစ်ပါတယ်ကျွန်မရဲ့ဖွားရင်ကတိတ်ဆိတ်ပြီးနည်းနည်းကြောက်စရာကောင်းတယ်အိမ်ကတောအုပ်ထဲမှာရှိပြီးအိမ်ထဲမှာဘယ်သူမှမနေဘူးအိမ်ကြီးကလည်းဟောင်းနေပြီလေဆေးတွေလည်းကွာနေပြီဗရင်ပေါက်တွေကလည်းကွဲနေတယ်ကျွန်မအဖွားအိမ်ကိုသွားလိုက်ရတာတိတ်တော့မကြိုက်ဘူးဒါပေမဲ့အဖွားကကျွန်မကိုအရင်ချစ်တော့ကျမလည်းမငင်းနိုင်ဘူးလေအဖွားအိမ်မှာတယောက်တည်းရှိနေတဲ့အချိန်ဆိုအရင်ကြောက်ဖို့ကောင်းတာအင်ကြီးကတိတ်ဆိတ်နေပြီကျင်းမြင်တွေကတချွတ်ချွတ်မြင်နေရောဒီနေ့မှာကျမအဖွားအိမ်ကိုသွားလိုက်တော့ညဘက်ကြီးတယောက်တည်းရှိနေခဲ့တယ်အဖွားကမျိုးရဲခဏသွားစရာရှိလို့ထွက်သွားတော့ကျမကိုအိမ်မှာစောင့်နေခဲ့ဘူးမှားသွားခဲ့တယ်အင်ကြီးထဲမှာတယောက်တည်းကျမကြံခဲ့တော့ကျမအရင်ကြောက်လာတယ်ညနဲ့လာတော့အင်ကြီးကပိုပြီးတိတ်ဆိတ်လာတယ်လေတိုးတန်နဲ့အိမ်ရဲ့တချွတ်ချွတ်မိတန်ကိုပဲကြားနေရတယ်ရုပ်တီအပေါ်ရက်ကနေပြီးတော့ခြေတန်းကြီးကြားလိုက်ရတယ်ကျမလေကားတစ်တွေကိုငေးကြည့်နေတော့ခြေတန်းကတဖြည်းဖြည်းကျလာတယ်ကျမအရင်ကြောက်ပြီးဘယ်နေရာမှမရွေးနိုင်တော့ဘူးခြေတန်းလေကားတစ်တွေရဲ့အောက်ဆုံးကိုရောက်လာပြီးတကားဖွင့်တန်ကိုကြားလိုက်ရတယ်တကားဖွင့်လာတော့ကျမကြည့်နေမောင်မဲနေတဲ့ရိတ်တစ်ခုတွေ့လိုက်ရတယ်အရေးကြီးတဖြည်းဖြည်းကျမစီကိုရှောက်လာနေတယ်ကျမအော်ဟစ်လိုက်ပြီးအိမ်ပြင်အမြင့်ဆုံးပြေးထွက်လာခဲ့တယ်ပြီးတော့အဖွားပြန်လာတဲ့အထိအိမ်ပြင်မှာစောက်ပြီးနောက်ရမှာအဖွားကိုအိမ်ကြီးထဲမှာကျမကြုံခဲ့ရတဲ့အကြောင်းပြောပြတော့အဖွားကကျမကိုမယုံအဖွားကအိမ်ကြီးမှာဘာမှမရှိဘူးကျမစိတ်တင်လို့ဖြစ်မှာပါလို့ပြောတယ်ဒါပေမဲ့ကျမသိတယ်ကျမမြင်ခဲ့တာကိုကျမသိတယ်အိမ်ကြီးထဲမှာတခုခုရှိနေတယ်အဲ့ဒါကျမကိုလိုချင်နေတာ